နဲ့ဆေးလိပ်တွေကိုအလွန်ကျွံတောက်မိတဲ့ခါမှာပဲဖြစ်ပြီးတော့အဆစ်တက်များတဲ့ပူဆက်များတဲ့အစားအစာတွေကိုစားတဲ့ခါမှာရဲ့ stress တွေတက်တာတဲ့ခါတွေမှာဆိုရင်စားရင်လည်းကိုပါစီပါတယ်ဒီနေ့ခေတ်မှာဆိုရင်ခေါင်းကိုက်လို့ကိုယ်လက်ကိုက်ခဲလို့ဆိုပြီးတော့ကိုက်ခဲပြောက်စီးတွေကိုခဏနဲ့လိုတာထပ်ပူပြီးတော့သုံးဆက်လက်ကြတဲ့ overuse misuse ပေါ့နော်အဲ့ဒီအခါတွေမှာဆိုရင်အစာရည်နဲ့ကိုပါစီပြီးတော့သူ့ရဲ့ balance ပေါ့နော်မျှခြေကိုပျက်စီးပါတယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့သတိမထားမိပဲနဲ့အစာရည်နဲ့ရမှာအနာတွေဖြစ်လာပြီးတော့အချိန်ကြာလာတာနဲ့အမျှအစာရည်ကင်ဆာအထိဖြစ်ပြီးတော့အသက်အန္တရာယ်ကိုပါချိန်ချောက်စေနိုင်ပါတယ်ရှင်ဒီလိုမျိုးအစာအိမ်အောင်လားအစာအိမ်မှာအနာဖြစ်တာတွေကနေအစာအိမ်ကင်ဆာအထိဖြစ်စေတတ်ပါတယ်ဒါကြောင့်ဒီထက်ပိုပြီးဆိုးရောက်စွာမဖြစ်စေဖို့အတွက်အစာကိုအချိန်မမှန်နဲ့ပုံမှန်စားပြရပါမယ်ရှင်အစာခံတာတွေပြီးတော့မိုက်ဟောင်းလောက်နေရတယ်မလုပ်ပါနဲ့နော်အရန်ပူဆက်တဲ့အစာအစာတွေဖြစ်တဲ့ဥမာအခင်း spicy ခေါင်းဆွဲလိုမျိုးမာလာရှန်ကောတွေနဲ့ပြီးတော့ acid တက်များပြီးအစာအစာတွေဖြစ်တဲ့အရန်အချင်တက်လွန်ခဲ့တဲ့အစာအစာတွေကိုလည်းတက်နိုင်သမျှရှော့စားပြပါရှင် coffee ဆေးလိပ်နဲ့ caffeine တက်ပါတာတွေကိုလည်းlimit အတွင်းထဲမှာပဲတောက်သုံးပါချင်နိုင်မယ်ဆိုရင်တော့ရှောင်စီတင်ပါတယ်ရှင်စိတ်ပီစီမှုများတဲ့အခါမှာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုလုပ်တာတော့လည်းဒါမှမဟုတ်ကိုစိတ်ပါဝင်စားတဲ့အရာတစ်ခုကိုလုပ်ရင်းနဲ့လည်းရှော့ချပေးနိုင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့အကြိုက်ခဲပြောက်စီးတွေကိုလည်းအလွန်ကြုံမသုံးဆွဲမိစေဖို့အတွက်တတိထားပေးပါရှင်ကြိုက်ခဲပြောက်စီးတောက်တဲ့အခါမှာအစာစားပြီးတော့တောက်တာတော့လည်းဒါမှမဟုတ်ဆရာဝန်နဲ့ပြပြီးတိုင်ရင်ပြီးတော့မှတောက်တာတွေကိုလုပ်စီကြပါတယ်ရှင်ဒီချက်တွေကိုပြချလိုက်နိုင်မယ်ဆိုရင်တော့